မင်္ဂလာရှိသောညချမ်းလေးပါခင်ဗျာကျွန်တော်ရဲ့လင်းပြေဟင်း YouTube Channel လေးကနေပရိသတ်များအားလုံးကိုကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီကနေ့ညတင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့စာရေးသူထမန်တောင်ကိုရေးသားထားတဲ့ဇော်ရမင်းကောင်နဲ့ကြောက်တိုင်ရွာကချစ်တီးမြစ်တင်လို့ဆိုတဲ့စိတ်ဝင်စားစရာဂမ်ဘီယာဇာတ်လမ်းကောင်းတစ်ပုဒ်ကိုပြောပြတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာဇာတ်လမ်းလေးကိုမစခင်ကျွန်တော်ရဲ့ YouTube Channel လေးကို Like and Subscribe လေးနေပြီးဗီဒီယိုအသစ်တွေတင်တိုင်းသိအောင်ဘေးနာက Notification ခေါင်းလောင်းလေးကိုလည်းနှိပ်ပေးထားခဲ့ကြပါအောင်ဗျအားလုံးပဲနားဆင်ခံစားပေးကြပါအောင်ခင်ဗျာမနက်ခင်းအချိန်ဟာနှိမ့်မှုစားတို့လွှမ်းခြုံကရှိနေတယ်မင်းကောင်းတဲ့ဥပဒုတို့ဆရာတပည့်ဟာညတုန်းကအစီရင်အောင်မြင်ခြင်းပေါ်အလွန်အမင်းစိတ်ချမ်းသာပျော်ရွှင်ခဲ့ရတာမို့စကားတွေပြောကြရင်ရှေ့ဆက်ရမယ့်အစီအစဉ်တွေအတွက်တိုင်ပင်ခြင်းနဲ့ဥပဒုယူဆောင်လာတဲ့ကောင်းခြင်းတွေကိုဝါကြည့်တော့တဲ့ထဲလို့မိဖုတ်တာတွေကိုလှုပ်ဆောင်ကမနယ်လင်းကူနီးမှအိတ်ဆက်ခဲ့ကြတယ်မနယ်လင်းတော့လေ၃ယောက်စလုံးအစောကြီးပြန်လို့ကြတာပေါ့မင်းကောင်ကအစီရင်ကြောက်လားစိမ့်ကြောက်လားတော့မသိနေရထိုင်ရအလွန်ပေါ်ပါနေတယ်တန်တော်ကြီးကရေခဲဆင်းမဲ့လို့တော့မင်းကောင်ကသူစင်းခက်ပေးမဲ့ဆိုပြီးဆင်းခက်လေတယ်မင်းကောင်ရေခဲပြီးပြန်တက်လာတော့တန်တော်ကြီးကမင်းညကမီးပုတ်ထားတဲ့ကောင်းချင်းကြီးတောက်တွေကိုအခွန်ခွာနေတယ်ဥပါဒုကြီးကတော့မီးပုံတစ်ပေးထားရင်စာအုပ်တအုပ်ကိုဖတ်ရှုနေပါတယ်ရာသီဥတုကဆောင်းဝင်စားမှုမင်းဝန်တောင်မြင့်ထက်စီမှအေးစိတ်နေတယ်နေရောက်ကကောင်းစွာထွက်မလာသေးတာကြောင့်မြူတို့ကလည်းမပြတ်တပြဲမင်းကောင်လည်းရေခက်လာရမှအဝတ်စားအနှဲငယ်ဆူလာတဲ့အတွက်အေးနေတာမို့မိဘအနာတို့ကတ်လို့ထိုင်လိုက်တယ်ဥပါဒိုကြီးကိုမင်းကောင်တစုံတစ်ခုမေးဖို့ဟန်ပြင်လိုက်မိတယ်ဒါပေမဲ့ဥပါဒိုကစာအုပ်ကိုသာဖတ်နေမြဲမို့မင်းကောင်မိကုန်းတို့ကိုမြို့သိမ်းလိုက်ပြီးအသာငိန်နေလိုက်ပါတယ်ခဏကြာတော့တာတော်ကြီးကမနက်စာစားဖို့ပြင်ဆင်ပြီးပြီမို့မိဘအနာကိုရောက်ရှိလာခဲ့တယ်လက်ထဲမှာခွာထားပြီးသားဖြစ်တဲ့ကောင်းချင်းအသားနဲ့ငချောက်ဖုတ်စီစန်းတို့ကိုတွေးရတယ်။တမှုစားလို့ရပြီဗျာ။တာနောအတန်ကြားမှာဥပါဒူလဲစာအုပ်ကိုပိတ်လို့မိဖို့ဘက်သို့လှည့်လာတယ်။ပြီးတော့တာနိုးကမ်းပေးတဲ့နှီးပန်းတွေကကောင်းချင်းတစ်ဖုံနဲ့ငချောက်တစ်ဖက်ကိုနှှက်ယူကစားသုံးလိုက်ပြီးအရသာရှိသားပဲ။တော်နဲ့မမင်းကောင်တို့မင်းတို့လည်းစားကြ။အရသာရှိမှာပေါ့တမှုရဲ့တာနိုးလက်ရပဲဟာ။ဟုတ်ပါတယ်ကွာ။ဒါပေမဲ့အခုကတွိုင်းလာရင်အစဉ်ပြေသလိုလောက်ရတာဆိုတော့ဒီလိုအရသာရှိမယ်မထင်လို့ပါဒါနောကတော်တယ်ဆိုတာတမှုကမေ့နေတာပဲဒါနောစကားအစုံ၃ယောက်သားရဲမိလိုက်ကြတယ်ကောင်းညင်းတဲ့ငချောက်ဘုတ်ကအခုလိုချမ်းစည်းတဲ့မနက်ခင်းမှာမိဖို့နာထိုင်စားရတာကတကယ်ကိုလိုက်ဖက်လွန်းတဲ့မနက်စာပါ၃ယောက်သားမနက်စာကိုစားလိုက်ကြည်တောင်းတဲ့ထဲထားတဲ့ရင်းနှီးချက်ကိုတောက်လိုက်နဲ့ရှိနေတယ်မောင်ဝင်းကောင်ဗျာဘာကြီးခုနကဘာကြီးစာအုပ်ဖတ်နေတော့မင်းဘာကြီးကိုတစုံတစ်ခုပြောမလို့ကြံရွယ်တယ်မဟုတ်လားဟုတ်တယ်ဘာကြီးဘာပြောမလို့လဲအခုပြောလေးမောင်မင်းကောင်မင်းကောင်စားလက်စားကောင်းချင်းပေါင်းတို့ကိုအရင်ဆုံးဝါလိုက်တယ်ကျိုးအခုအစင်ရင်အောင်မြင်ပြီးပြီဆိုတော့ဒီနေ့အတွက်ဘာဆက်လို့ရမလဲလို့ညတော့ကသူတို့ပြောတဲ့အစင်ရင်များထဲမှာဒီနေ့ကနေတဲ့အတွက်ကိုမပါသေးဘူးဒီအတွက်ကိုမောင်မင်းကောင်မင်းမြက်လာတာပါဒီတစ်ပတ်အတွင်းတော့ဘာမှလှုပ်ရှားဖို့မရှိဘူးမောင်မင်းခေါတို့တွေဒီမှာပဲဆက်နေကြရမယ်ဆက်နေရင်မောင်မင်းကိုတာနောကလက်ရည်ထားရေးပညာသင်ပေးလိမ့်မယ်ကွတိုင်းပညာလားဘာကြီးအေးဟုတ်တယ်တမရိုးကြတိုင်းပညာတွေပါနန်းတွင်းပညာတွေလည်းပါမယ်မောင်မင်းခေါမင်းခေါအလွန်စိတ်ဝင်စားရပြီလက်တလုံးမှာတော့တာနောကမောင်မင်းကောင်ကိုအရေးအကြောင်းတစ်စုံတစ်ခုရှိခဲ့ရင်ကာကွယ်လို့ရနိုင်တဲ့ပညာပဲသင်ပေးလိမ့်မယ်ကျန်တာတွေကိုတော့မောင်မင်းကောင်အခြေယူပြီးလေ့ကျင့်ရလိမ့်မယ်ဟုတ်ကဲ့ပါဘာကြီးကျုပ်တော့အလုံးမဲ့စိတ်ဝင်စားသွားရပြီဘာကြီးဟာစိတ်ဝင်စားတာတင် जा ပါမောင်မင်းကောင်ညပိုင်းကြရင်တော့မောင်မင်းကောင်စောရအဖြစ်တစ္ဆာပြုရမယ်စောရအဖြစ်တစ္ဆာပြုရမယ်အဲ့ဒါဘာကိုပြောတာလဲဘာကြီးညတော့ကကျုပ်တို့တစ္ဆာပြုပြီးမဟုတ်လားညတော့ကတစ္ဆာပြုတာကအစီရင်အတွက်တစ္ဆာပြုတာဒီညကိုတစ္ဆာပြုရမှာကစောရအဖြစ်တတိတသက်တစ္ဆာပြုရမှာဟုတ်ကဲ့ပါဘာကြီးကျုပ်လုပ်ပါမယ်ဒါနဲ့တိုင်းပညာသင်ဖို့ကဘယ်အချိန်စားကြမှာလဲတာနောက်ကိုနေလေကြရွာတဲကိုခိုင်းเสียရှိတယ်အဲ့ဒါကြောင့်နေလေပိုင်းလောက်တော့တင် जा ဖို့စမှာပေါ့ဟုတ်ကဲ့ပါဘာကြီးဒါနဲ့ဘာကြီးကိုကျုပ်ထက်ပြီးမေးလို့ရမလားမေးပါမောင်ဝင်းကော
ဘာကြီးခုနကဖတ်နေတဲ့စာအုပ်ကြီးနဲ့ပြီးတော့ကြောင်ကြီးကိုဘလို့ဆင်ရင်လဲဆိုလားကျုပ်ကိုပြောပြပါလားအေးမင်းတော့လည်းပြောပြရတာပေါ့မောင်မင်းခေါင်ရဲ့မင်းကောင်သူသိချင်တာကိုသိရမှာမို့အလွန်ဝမ်းသာသွားတယ်ဘာကြီးဖတ်နေတဲ့စာအုပ်ကနန်းရွေးကြွယ်ကြွယ်ဆိုတဲ့အင်းဝခက်ကအကြောင်းတွေကိုရေးသားထားတဲ့စာအုပ်တစ်အုပ်ပဲဒီအထဲမှာငတပြားတစ္ဆာပြုပုံကိုအဆိုပြုထားပါတယ်အဲ့ဒါကိုပြန်ရှာနေတာဩအစီရင်လုတ်ပုံလုံနေကြတော့ကြောင်နဲ့တကောင်အလုံးစုံနတ်မနေလဲရတဲ့ကြောင်တကောင်ကိုရှာဖွေရတယ်ပြီးရင်လှောင်ရင်နဲ့ထည့်ပြီးတပတ်တကဗုဒ္ဓဦးနေ့တိုင်းမှာတခြားကြောင်တွေတကောင်ကိုရှာဖွေပြီးတက်ကြွေးရတယ်စစချင်းအသားကိုအာယုံတက်ချိန်မှကြွေးရတယ်နောက်တော့မြန်မာနိုင်ရီစဉ်အတိုင်းအနောက်ကိုအချိန်ရွှေ့လို့ကြွေးရတယ်အဲ့ဒီတော့မြန်မာနိုင်ရီချိန်ကတရက်မှာနိုင်ရီ30ရှိတာမို့တပတ်ကိုဗုဒ္ဓဦးနေ့တိုင်းတကောင်လုံးနဲ့နိုင်ရီချိန်တစ်မျိုးစီမွေးကြွေးရတာကြောင်အကောင်30ကိုအပက်ရည်30ရပေါင်း210တိတိကျွေးရတယ်ကျွေးရမှာကကြောင်အကောင်ရည်69ကောင်တိတိအဲ့ဒီကောင်တွေအတွက်ကို69ဘက်ရပေါင်း693ရက်ကြောင်အစီရင်ပြုရတယ်မင်းကောင်ကဥပဒုပြောပြတာတွေကိုနားထောင်ရင်ရက်တွေနှစ်တွေကိုစိတ်မနဲ့လိုက်လံတက်ချက်နေမိလိုက်တယ်နန်းနေကျွေးမွေးရတာပေါ့နော်ဗာကြီးအေးဟုတ်တယ်ကွာမောင်မင်းကောင်ရဲ့အဲ့ဒါကကျွေးမွေးမှုအစီရင်ပဲကျန်တဲ့အပိုင်းကတနည်းနဲ့တလားကြအောင်မျက်ရှင်သိပ်တီကိန်းလားစေဖို့အစင်းအရင်ကြောင်ကိုဘာအစားမှမကြွေးတော့ပဲထားရတယ်။ကြောင်ကအစာငတ်လာတော့တောင်းကျန်းတက်တာမို့မြေချင်းတူးပြီးလှောင်အင်ကိုထဲလို့လုံချုံအောင်ဖုံးထားရတယ်။မဟုတ်ရင်လူကိုရန်ရှာတက်လာတယ်။ညဘက်တွေမှာတော့ကောင်းကင်ကနက်ကက်တွေညှိအောင်အပေါ်ကနေဖုံးအောင်ထားတာတွေကိုဖယ်ပေးထားရတယ်။ဟုတ်ကဲ့ပါကြီးဆက်ပြောပါဦး။တဖြည်းဖြည်းနဲ့ရက်ကြလာတော့အစာငတ်လာတဲ့ကြောင်ကကိုပြန်စားဖို့ကြံစည်လာတယ်။နက်ကက်တွေကညီစွန်းရင်အခန့်ရှိနေတော့ကြောင်ဟာအသားကိုမစားဘဲကိုဝိညာဉ်ကိုတတိတိပြန်စားလာတယ်။အဲဒီကနေတဖြည်းဖြည်းနဲ့အစီရင်ကြောင်ဟာတိတ်တိစီလာပြီးမောင်မင်းကောင်ယူဆောင်သွားတဲ့ကြောင်ရုံးတရုပ်လိုအဖြစ်ကိုရောက်သွားတော့တာပါပဲ။ထူဆန်းလိုက်တာနော်ဗာကြီး။အေးဟုတ်တယ်ထူဆန်းလွန်းနေ။တရဝါတကောင်အတွက်တော့ညင်ပန်းနှိမ့်ဆက်ရရောက်တာပေါ့ကွာ။ဟုတ်တယ်ကျုပ်လည်းအဲ့လိုတွေးမိတာ။ပြီးတော့ဒီဘောကိုတော်ကဒီပရပိုက်ကိုဘယ်ကနေရတာလဲမသိဘူး။အဲ့ဒါတော့ဘာကြီးလည်းမပြောတတ်ဘူးမောင်မင်းကောင်ရဲ့တေးရတာကတော့ဒီအစင်ရင်ဟာနန်းတွေကမဟုတ်တာသိကြတယ်နောက်တစ်ခုမှန်းကြည့်ရရင်ဒီအစင်ရင်တွေကအဘတော်မင်းတရားတွေအယုတ်တရားကိုသိသိစီတုန်းကပါချီလာတဲ့အစင်ရင်တွေများလားဒါကမှပရပိုက်ထဲမှာမြန်မာမှုမြန်မာဟန်ပြုထားတာလားရဲ့ပေါ့ဒါဆိုဘယ်ကနေရောက်ရှိလာမှမသိခဲ့ဘူးပေါ့ဟုတ်တယ်မောင်မင်းကောင်ဘာကြောင့်အယုတ်တရားဘက်ကလို့တွေးမိတာလဲဆိုတော့သူတို့ဘက်မှာကဒီလိုအစင်ရည်တွေတိတ်ပေါ်များတယ်။ဒါပေမဲ့ပြန်တွေးစရာရှိလာတာကဂါရာတွေမန်တန်တွေအစင်ရည်မှာရုပ်ဖက်ရတဲ့ပရပိုက်တဲကမန်တန်တွေကမြန်မာမှု3ပါဠိမန်တန်တွေဖြစ်နေတယ်။ဒီဘောကိုတော်ကလည်းဘာကြီးတို့ကိုပေးတော့ကဘာမှမပြောပြခဲ့ဘူးလား။အေးမပြောပြခဲ့ဘူးကွာ။သူလည်းအရေးကြီးနေတော့ပေးပြီးချက်ချင်းထွက်ခိုင်းခဲ့တာပဲ။ဟုတ်ကဲ့ပါကြီး။ဘူဘာတို့ကအာချောက်သွားတာမို့ရင်းနေတစ်ခက်ကိုတောက်သုံးနေတယ်ဒီချိန်မှာမင်းကောင်တတိထားမိကြည့်မိတာကတောင်တော့ကသူတို့အနားရှိမနေတော့ဘူးရွာတဲကိုဆင်းသွားခဲ့ပြီးဖြစ်ပေတယ်မင်းကောင်ကဥပဒေရင်းနေတောက်ပြီးတဲ့အထိစောင့်နေမိလိုက်တယ်ဘာကြီးဟေးကျုပ်တင်ချရမယ့်တိုင်းပညာတွေအကြောင်းကိုနည်းနည်းပြောပြပါလားအင်းပြောပြမယ်မောင်မင်းကောင်အရင်ဆုံးတိုင်းဆိုတဲ့စကားလုံးကိုပြောပြမယ်တိုင်းဆိုတဲ့စကားရက်မှာတဆိုတာကပြင်ဆင်မှုငုံမဲ့မှုတိဆိုတာကတက်တိကျင်လည်မှုတူဆိုတာကသုံးပြီးထိန်ချောင်းမှုတိုင်းဆိုတာကတော့တိုင်းကျုံလွှမ်းရစ်ပြီးလုံခြုံစေမှုလို့သဘောထွက်တယ်ဟုတ်ကဲ့ပါပါကြီးတိုင်းပညာမှာရေပူရာအားဖြင့်2မျိုးရှိတယ်လက်နက်နဲ့တိုင်းနဲ့လက်နက်မဲ့တိုင်းလက်နက်နဲ့မှာဆိုရင်တော့ဓာရီ38ချင်းလက်နက်မဲ့ကြမှာသာဘန်တိုနန်းတွင်းလက်တိုင်းရှမ်းတိုင်းဖုန်ကြီးတိုင်းတိုင်းပြောင်းမဲ့စတာတွေရှိတယ်ပေါ့မင်းကောင်ကောင်းကိုညှိလို့နားထောင်နေတယ်ဗမာတိုင်းပညာဟာတဒန်းအတော်ကိုရှည်လာပြီဘယ်ခေတ်ဘယ်ကာလကစတင်ပြီးဖြစ်ပေါ်လာတယ်ဆိုတာမသိရဘူးဗမာတိုင်းတွေဟာအမည်နာမည်မျိုးစုံနဲ့အတော်ကိုများပြားလွန်လာတယ်ဒါပေမဲ့ဘလောက်ပဲများများမူလာအားဖြင့်ပင်မတိုင်းပညာကြီး3ခုကနေဆင်ပွားလာကြတာပဲအဲ့ဒီပင်မတိုင်းပညာ3ခုကအင်းတိုင်းကမ္ဘောဇာတိုင်း
ရမညာတိုင်းဆိုတဲ့တိုင်းပညာတွေအင်းတိုင်းကမြန်မာနေပြီးတော့အင်းဝစီကဆင်းသက်လာတယ်။ရမောဒတိုင်းကရှမ်းပြည်နယ်ဘက်ကဆင်းသက်လာတယ်။ရမညာတိုင်းကတော့မုံမင်းဆက်စီကနေဆင်းသက်လာတာလေ။ဘာကြီးပြောသလိုဆိုဗမာတိုင်းပညာကတကယ့်ကိုနေပယ်ကျယ်လွန်းနေနော်။ဟုတ်တာဗောမောင်မင်းကောင်းရဲ့မင်းကောင်းအတွင်းနဲ့တစ်ချက်ငြိမ်သွားလိုက်တယ်။ဥပါဒုကငကြောတစ်ဘက်ကိုကောက်ယူလို့ဝါလိုက်ပြီးရွေနှင်းကိုတစ်ဖန်တောက်လိုက်တယ်။ဘာကြီးဟေးတိုင်းပြည်ကဒီလောက်များတာဆိုတော့ကျုပ်ကဘယ်ပညာကိုအရင်သင်ရမှာတော့အေးလောလောဆယ်တော့မောင်မင်းကောင်ကအန်ရီရဲ့များလို့နဲ့စောရအလုပ်ကိုလုံရတော့မှဆိုတဲ့အတွက်ဘာကြီးကမောင်မင်းကောင်ကိုကောက်ွယ်နိုင်မဲ့ပညာတွေကိုအရင်တော့ကြားဖောက်ပြီးသင်ပေးမယ်လို့မှန်းထားတယ်အဲ့ဒါဘာပညာတွေလဲဘာကြီးလက်နက်နဲ့ဆိုရင်တော့ဓာလူဓာကဲဓာကလက်နက်မဲ့ဆိုရင်တော့မင်းနဲ့လိုက်ဖက်မဲ့တိုင်းပညာဘန်တိုအပြောအခြေခံပေါ့ကွာဘန်တိုတိုင်းကအပြောဆိုတာရှိသေးတာလားအေးရှိတယ်ကွယ်ဘန်တိုမှာ2မျိုးရှိတယ်အမာနဲ့အပြောဘန်တိုအမာကထိတ်တိုက်ရင်ဆိုင်ခြောက်တိတ်မှုမရှိတဲ့တို့တက်တိုင်းဘန်တိုအပြောကြရင်းလို့ရှောင်ကလင်းညင်းလို့လားတိန်လို့ရင်းလို့တိုင်းဗန်ရှေကြတော့သူ့လက်နဲ့တိုက်ပညာပေါ့ဩဒီတခါတော့မောင်မင်းကောင်းရင်နဲ့မင်းကုန်းတို့မရှိတော့ဘူး။ဆောင်းဦးမနဲ့ရဲ့နေရောင်ကြီးနုနုထွေးကသူတို့ကိုပေါ်စီကိုကြားရောက်နေလေတယ်။နေရောထပ်ပေါ်မှုကြောင့်နှိမြူစားတို့ကတည့်ရဲ့တခတ်မှစီမှာရေစက်ပေါက်တို့အဖြစ်ခိုနားကြလေပြီ။မင်းကောင်းငိမ့်သက်သာထိုင်ရင်မိခင်နဲ့ညီမကိုတတိယမိလာတယ်။ပြီးတော့မြတ်တည့်ရဲ့အကြောင်းကအတွေ့အကြုံရောက်ရှိလာလေတယ်။ဒီတခါမင်းကောင်းမျက်နှာကကြွေကွဲဝမ်းနဲ့ရိတ်ထင်ဟက်လာတယ်။မောင်မင်းကောဗျာဘာကြီးရွာအကြောင်းကိုတွေးမိနေတာလားကွာမင်းကောင်ခေါင်းကိုညှိပ်ပြီးဝန်ခံလိုက်တယ်ဒါကိုကြည့်ကဥပဒုကတပ်ပြင်းကိုအသာချလိုက်ပြီးမောင်မင်းကောင်အချိန်တွေကတာမန်အချိန်တွေဆိုရင်တော့ဘာကြီးမင်းကိုချက်ချင်းပဲရွာစီပြန်စေတယ်ဒါပေမဲ့အခုကမင်းအနေနဲ့ရွာကိုပြန်မယ်ဆိုပလေးကဝရမ်းပြေးကျင်ညာထားတာကြောင့်ဖန်ဆီးခံရနိုင်တယ်မင်းကောင်သူ့ဘဝသူပြန်တွေးမိသွားခဲ့တယ်ကျုပ်ရဲ့ဘဝကိုဥပကြီးဆိုတဲ့လူကြီးဖျက်ဆီးလိုက်တာဗျကျုပ်ရဲ့အသေးနှလုံးကိုလည်းဟိုကောင်ဗာမင်းကဖျက်ဆီးတာကျုပ်သူတို့တားအဖကိုတသက်မကြည့်ဘူးဗာကြီးမကောင်းသူကိုကံကစီမံပါလိမ့်မယ်မောင်မင်းကောင်ကျုပ်ကိုယ်တိုင်လက်စားချစ်ကျင်တာအေးကိုယ်တိုင်ကလည်းတိတိတော့ဟောင်းကြီးတယောက်ဖြစ်ခဲ့တာမို့ဥပတို့မင်းကောင်ရဲ့လက်တော့ပြန်လို့စိတ်ကိုမဖြေတိတ်တော့လို့ဘူးဘာကြီးကျုပ်ကိုလက်စားချစ်ခွင့်ပေးပါဗျာအေးလွယ်တော့မလွယ်တော့ဘူးနော်မောင်မင်းကောင်ပါစီမှာလူအင်အားရှိတယ်မင်းအနေနဲ့အတိုင်းမညောင်ကိုကောင်းစွာမတက်မြောက်သေးရင်သူတို့ကိုအကမ်းမဆန်းသေးတာအကောင်းဆုံးပဲဘလို့ဖြစ်ဖြစ်ကျုပ်လှုပ်ချင်တယ်ဘာကြီးရာဒါကမှမလုပ်ရရင်ကျုပ်ရှေ့ဆက်ဖို့ကိုစိတ်နစ်နိုင်မှာမဟုတ်ဘူးဗျပြီးတော့ဘာကြီးပြောဖို့တဲ့အရင်ရှင်နဲ့ကြုံမဲဆိုတဲ့လူတန်းစား2မျိုးမှသူတို့ကအရင်ရှင်တွေပဲလေကျုပ်ပထမဆုံးအနေနဲ့လှုပ်ဆောင်ရမယ့်အရင်ရှင်ကဒီလူကြီးဖြစ်စေခြင်းနဲ့ကျုပ်ကိုခွင့်ပေးပါဥပါဒုတပြင်းကိုချလိုက်တယ်မောင်မင်းကောင်မင်းတကယ်ဆုံးဖြတ်ပြီးပြီလားဟုတ်တယ်ဘာကြီးကျုပ်ဆုံးဖြတ်ပြီးပြီကောင်းပြီလေဒီတပတ်တော့တီးခန့်ပါမင်းအတွက်အသုံးတက်နိုင်မဲ့ပညာရက်ကိုတာနောကြီးကသင်ပေးလိမ့်မယ်အဲ့ဒါကိုတော့စူးစမ်းသင်ယူပေါ့ကွာဟုတ်ကဲ့ဘာကြီးမင်းကောင်တရားအလုံးပဲပျော်ရွှင်သွားရပါတယ်နေ့လယ်ပိုင်းအချိန်မရှိခဏစီတီတော်ရဲ့ပရဝုံအတွင်းစီမှာပဲတာနောကြီးကမင်းကောင်ကိုတိုင်းပညာအချို့သင်ပေးနေတယ်ညာချီကိုခြေခင်းပြီးဘယ်ချင်နှုတ်ပြီးရင်ဓာတ်ကိုအသွားအပြင်ထားပြီးကိုစီကိုမထိအောင်လူရမယ်တာနောကြီးမင်းကောင်ကိုသင်ကြားပေးနေတာကဓာလူဓာကဲဓာကပညာဒီပညာကခြောင်ချင်းရဘောင်ချင်းရမှာအသုံးပြုဖို့တကယ်တင့်လျော်တယ်မင်းကောင်ကစောရတကောင်အဖြစ်ကျင်လည်ရမယ်သူမို့ကိုယ့်အသက်ကိုကာကွယ်ဖို့ရာဒီပညာသားလျင်အလိုက်ဖက်ဆုံးပဲဒါကြောင့်ဦးဆုံးအနေနဲ့ဒီပညာရက်ကိုမင်းကောင်ကိုသင်ယူစေတာဖြစ်ပေတယ်မင်းကောင်ကလည်းစူးစမ်းလွန်းတယ်နာကြီးမှုတို့အတွက်လက်တော့ပြန်ဖို့ရာစိတ်ဆန္ဒပြင်းပြလွန်းနေသူမို့တာနောကြီးတင်ညာပေးသမျှတို့ကိုနားလဲအောင်သင်ယူနေတယ်နားလည်မှုရှိတဲ့အခါမှာတော့တာနောကြီးကတင်ကြားမှုကိုရက်လိုက်ပြီးမင်းကောင်တယောက်ကိုသာလေ့ကျင့်စေပါတော့တယ်
မင်းကောင်ဟာတနေကုန်တနေကဲမနာမနေလင်းကျင်နေပါတယ်နေ့လယ်ပိုင်းကျတော့ဥပဒုတယောက်မြင်းစည်းလို့ရွာတဲ့ဘက်သို့ဆင်းသွားတာမင်းကောင်တတိထားမိလိုက်တယ်ဒါပေမဲ့လေ့ကျင့်မှုကိုတော့မဖြတ်ဘဲဆက်လုပ်နေမိတယ်ဥပဒုပြန်လာတော့ညနေရောက်နေပြီဆန်တဲ့ရိတ်ကအချို့အပြင်အဝတ်ထုတ်တစ်ထုပ်ကိုလည်းတွေ့ရတယ်မောင်မင်းကောင်လေ့ကျင့်နေတုံးပဲလားကွာဟုတ်တယ်ဘာကြီးရုပ်တိုင်းပညာကိုအမြန်ဆုံးတက်မြောက်ခြင်းလို့ပို့ပြီးအားဆိုင်လေ့ကျင့်နေတာပါအေးကောင်းတယ်ကွာကောင်းတယ်ဥပဒုနဲ့တာနိုတို့စကားပြောနေကြတယ်တဖြည်းဖြည်းနဲ့ညနေပိုင်းအချိန်ကိုလွန်လို့ညအမောင်ရံကဆိုးမိုးလာခဲ့ပြီဒီအချိန်မောင်မင်းကောင်ကမနာမနေလေ့ကျင့်နေသေးပါပဲဥပဒုနဲ့တာနိုတို့ကမင်းကောင်ရဲ့လေ့ကျင့်အားထုတ်မှုတို့ကိုမိဖို့ကြီးနဘေးကနေအကဲကဲစောင့်ကြည့်နေတယ်စိတ်တွင်းစီကလည်းမဆိုးဘူးလို့သတ်မှတ်မိပေမဲ့ဒါဟာနာကျင်မှုကြောင့်မချိမခံသာစူးစမ်းနေတာဖြစ်မဲ့လို့လည်းယူဆမိတယ်လူရွေးချယ်မှုအပိုင်းမှာတော့အစီရင်ကြောင်တဲ့ရဲ့ရွေးချယ်မှုဖြစ်တာကြောင့်သူတို့တင်နဲ့လူရွေးမမှားဘူးဆိုတာကိုတော့ယုံကြည်ထားမိရတယ်အချိန်ကညနေဆောင်ချိန်ရောက်လာတယ်အေးတက်ကပတ်ဝန်းကျင်တစ်ခုလုံးကိုအုံလွမ်းလာပြီဆိုပေမဲ့လေ့ကျင့်မှုကိုဆက်လက်လှုပ်ဆောင်နေစေဖြစ်တဲ့မောင်မင်းကောင်ကတော့တကောလုံးချွေးတွေဆွဲဆိုနေတယ်မောင်မင်းကောင်နားဖို့လို့တော့ဒါနိုကြီးရေချိုးဖို့မင်းကိုစောင့်နေတယ်ဟုတ်ကဲ့ပါကြီးမင်းကောင်လည်းလေ့ကျင့်နေတာကိုရပ်တန့်လိုက်လေတယ်ပြီးတော့အကျော်ချင်းတွေကိုလျှော့လိုက်ပြီးခန္ဓာစီကချွေးတို့ကိုတုတ်တင်တယ်မင်းကောင်ပြီးရင်တွားကြစို့ဒါနောကပြောတော့မင်းကောင်လည်းရေစိတ်စီကိုရေချိုးဆင်းဖို့ရာခြေလန်းလိုက်တာပေါ့မြန်ချိုးခဲ့ကြနော်ဟုတ်ကဲ့ပါကြီးတောက်အောင်ကြတော့မင်းကောင်တို့ပြန်ရောက်လာကြတယ်ရော့မမင်းကောင်ဒါမင်းအိမ်ကထည့်ပေးလိုက်တဲ့အဝတ်အစားတော့ဥပဒုကတောက်တော်ဝန်စီကပြန်လာတော့ကယူလာတဲ့အထုပ်ကိုမနေ့တုန်းကမြင်းစီမှကြံရိတ်ခဲ့တာဖြစ်ပြီးမြင်းကလည်းတာနောနဲ့အတူပါသွားခဲ့တာမို့အခုသူပြန်တက်လာမှသာမင်းကောင်ကိုပေးလိုက်တာဖြစ်ပေတယ်မင်းကောင်လည်းအထဲစီကပစိုးတစ်ထည်နဲ့အပြာရောင်ဖြင်းအင်ကြီးတစ်ထည်ကိုရွေးချယ်လို့ဝတ်ဆင်လိုက်တယ်ဥပဒုကမြေအိုးနဲ့ချက်ထားတဲ့ထမင်းအိုးဟင်းအိုးတွေကြားမှာထိုင်နေရင်းကတာနောကမောင်မင်းကောင်ကပြီးရင်စောရအဖြစ်သစ္စာပြုအောင်မှဆိုတော့အစောကိုပဲထမင်းစားကြစို့သစ္စာပြုပြီးရင်တော့မောင်မင်းကောင်အတွက်မနေ့ဖြန်မှလောအောင်မဲ့ပွဲဦးထွက်အလုပ်တစ်ခုရှိနေပြီအဲ့ဒါအတွက်ကိုတိုင်ပင်သားတွေဆက်လို့ရမယ်ဗျာပါကြီးမနေ့ဖြန်ကိုကျိုးအတွက်ပွဲဦးထွက်အလုပ်ဟုတ်လားအေးဟုတ်တယ်ဘာလို့များလဲပါကြီးဒီကနေ့မြင်းကြီးနဲ့2 နာရီကျော်လောက်တွားရတဲ့ကြောက်တိုင်ဆိုတဲ့ရွာစီကချစ်တီးတယောက်အတော်ဆိုးနေတယ်ကွာချစ်တီးဟုတ်သလားပါကြီးချစ်တီးဆိုတာကမြန်မာပြည်ကိုအင်္ဂလိပ်လိုစတင်အုပ်ချုပ်ပြီး9 နှစ်လောက်အကြာမှာ1826ခုနှစ်မှာဗမာအခြေခံလူဒန်းစားတို့ကိုတနည်းတစ်ထုပ်အားဖြင့်ဖိနှိပ်ရန်အတွက်အိန္ဒိယပြည်တောင်ပိုင်းစီကခေါ်သွင်းလာခဲ့ကြတဲ့လူမျိုးခြားကုန်တယ်မြေရှင်ဇဲအမြင့်သူများဖြစ်တယ်သူတို့ဟာအစာပိုင်းမှာကုန်တယ်များအဖြစ်နဲ့ဝင်ရောက်လာကြပြီးနောက်ပိုင်းကာလမှာတော့စိုက်ပျိုးရေးသမားများလယ်သမားများအနေနဲ့အခြေခံလူသားများအပေါ်ငွေကြေးဝန်ဆောင်မှုပေးရအလုပ်ကိုလုပ်ကင်ခဲ့ကြတယ်ချစ်တီးတွေဟာငွေမျက်နှာနဲ့အုပ်ချုပ်သူလူဒန်းစားတွေရဲ့မျက်နှာကိုသာကြည့်တတ်ခဲ့ပြီးလက်ရှိအချိန်ကာအရအရင်းချင်းစနစ်ကိုအင်္ဂလိပ်တို့ကအသက်သွင်းဝင်စဉ်သူတို့ရဲ့လယ်သမားများအပေါ်ဖိနှိပ်လှုပ်ဆောင်မှုတွေကအမြင့်ဆုံးအချိန်ဖြစ်နေခဲ့တာပေါ့ဟုတ်တယ်မောင်မင်းကောင်ဘာကြီးနေ့လယ်တုန်းကရွာထဲကိုဆင်းဖြစ်တယ်ရွာထဲရောက်ချိန်သတင်းတချို့ကိုစနာကြမိတော့ကကြောက်တိုင်ရွာစီကချစ်တီးအရောက်ကိုကြားမိရတာပဲချစ်တီးကဘာတွေလုပ်လို့လဲပြောပါဦးဘာကြီးဒီချစ်တီးကကြောက်တိုင်ရွာမှာငွေချေးတဲ့သူတွေစီကညေသိန်းနွားသိန်းအိမ်သိန်းသားတွေလုပ်တယ်အခုကကြအဲ့ဓာတွေထဲငွေစားထိုးပြီးသမီးပြုတ်ကိုမရအဖြစ်တင်ပြဖို့ရှိတယ်လို့သိရတယ်ဟာရုံမှလိုက်တာဗျာတန်တော်နဲ့မင်းကောင်တို့စီကစကားတန်တွေပါဟုတ်တယ်သမီးပြုတ်ကိုမနေ့ပြန်ညနေမှအခမ်းအနားနဲ့လာခေါ်မယ်လို့သိရတယ်အဲ့ဒီကိစ္စတွေကိုတို့တွေဝင်ပါကြဖို့ရှိတယ်ဟုတ်ကဲ့ပါဘာကြီးလောက်ရမယ့်အစီရင်ကိုတော့ပြီးတဲ့အခါမှာဘာကြီးကတေချာပြောပြမယ်သမင်းစားဖို့ကိုမင်းခေါင်းနဲ့တန်တော်တို့ခုခဲပြင်ဆင်လိုက်ကြတယ်ဒီသမင်းတွေကိုညနေမတိုင်ခင်ကတန်တော်ကချက်ပြုတ်ထားတာပါထ
မင်းနဲ့ငချောက်အာလူချက်ပြီးတော့စီဒီကုန်းနီးကတာနောကြီးလိုက်လံခူးဆွတ်ထားတဲ့အသီးရွက်အစုံကိုချင်းရည်ချက်ထားတာလည်းပါသေးတယ်။၃ယောက်သားထမင်းကိုစားကြရင်စကားစမြည်တချို့ဆိုကြတယ်။ထမင်းစားတော့လို့ပြီးစီတော့စီဒီရင်ပြင်တက်စီမှာတာနောနဲ့မင်းကောင်တို့ဥပဒုကကတော့ဝဲတဝဲပြင်ဆင်စေတယ်။ကတော့ဝဲပြီးတဲ့အခါကျအလင်းတိုင်းနှစ်ခုတိုင်နဲ့နန်းတန်တိုင်းနှစ်ခုတိုင်ကိုပူဇော်လေကြတယ်။ဝစီခွဲငယ်၃ခွက်နဲ့အတူအဝုံမင်းနဲ့ဝတ်ထားတဲ့ဓမြောင်ကိုယူလာတဲ့အရာကိုကတော့ဝဲထက်တင်လိုက်ပြီးမင်းကောင်ကိုကရဝုပြုခိုင်းလိုက်တယ်။ဝပြုပြီးတဲ့အခါမှာတော့ဥပဒုကရေတုကက်ကိုကင်လာပြီးတာနောကိုလည်းတခွက်ပေးကအနောက်ကလိုက်ဆိုဖို့ပြောတယ်။အကျွန်ုပ်တို့ဟာတိုင်းပြည်အပေါ်အသက်နဲ့ခန္ဓာကိုယ်ပေးရထားသူစစ်တီတော်များဖြစ်ပါတယ်။ရေချောင်းမှာလည်းစစ်တီတော်များအဖြစ်နဲ့ဟတ်ဒီကအကြောင်မြတ်ချင်းစောရမင်းကောင်ဝင်းရန်ရင်တိုင်းပြည်လူမျိုးတို့အပေါ်အသက်နဲ့ခန္ဓာကိုယ်ကိုဆက်လက်အနှင်းလို့စွမ်းနိုင်ရစီကနေကုညီဖေးမသွားပိုင်လို့တစ္ဆာပြုပါတယ်။တစ္ဆာဖြိုရင်းပါကအသက်ခန္ဓာပြတ်ဆုံးစေပြီးမဟာဝီစီငရဲစီကိုအဖန်တရားတေအောင်ကြားရောက်ပါစေ။တစ္ဆာပြုထားတဲ့ယူတို့ကိုဥပဒုနဲ့တာနောတို့တပြိုင်တည်းတောက်ချလိုက်တယ်။မောင်မင်းကောင်ရော့ဘာကြီးဆိုတဲ့အတိုင်းလိုက်ဆိုပါဟုတ်ကဲ့ဘာကြီးကျွန်တော်ဟာကြောင်မြတ်ရှင်ရဲ့တိတ်တိကိုကိန်းအောင်ခံရတရှိလူသားဖြစ်ပါတယ်ကျွန်တော်ကိုယ်တိုင်ကိန်းအောင်နေတဲ့ကြောင်မြတ်ရှင်ရဲ့တိတ်တိကိုမလွဲမတော်ရတို့စီမှာအသုံးမပြုပါတိုင်းပြည်လူမျိုးအတွက်တောင်းတရာစီကပါဝင်ပြီးအကျိုးပြုစေမဲ့အလုပ်အတွက်ကိုသာအသုံးပြုပါမယ်မကောင်းသူကိုပဲကောင်းသူကိုကယ်ပြီးလောကအလင်းအတွက်ဥဒိရဲ့တဲတဝင်းအဖြစ်ပါဝင်ပါမယ်အကယ်၍သာကျွန်တော်ကကြောင်မြတ်ရှင်တတိကိုမတော်ရာစီမှာအာကုံမိပြီးလောကီသွေးဖယ်မှုတို့ကိုဆောင်ကျင်းမိမှာကမဟာဝီစီငရဲမှအဖန်တရားတရားထပ်ပံတလဲလဲကြားစင်ခံစားရပါစေအကယ်၍ကောင်းရစီမှာအသုံးပြုမိပါကအောင်ချင်းအောင်ရအောင်ချောင်းဖြာလို့ကောင်းချင်းတို့ကိုခံစားရပါစေမင်းကောင်လည်းဥပဒုတိုင်ပေးတဲ့အတိုင်းလိုက်လံတစ္ဆာပြုတယ်တောက်လိုက်ပါမောင်မင်းကောင်မင်းကောင်တစ္ဆာရည်တို့ကိုတောက်သုံးလိုက်တယ်ပြီးတဲ့အခါမှာတော့ဥပဒုကကတော့ဝဲစီကဓမြောင်ကိုယူလိုက်ပြီးသူ့လက်ကိုအသာလှီးကသေးဆွဲတို့ကိုရေထည့်ထားတဲ့ရေခွက်တစ်ခွက်အတွင်းညှစ်ထည့်လိုက်တယ်သူပြီးတော့တာနောနဲ့မင်းကောင်တို့ကိုလည်းလက်ကိုလှီးပြီးသွင်းညှစ်ထည့်စေတယ်၃ယောက်စလုံးလှုပ်ဆောင်ပြီးချိန်မှာတော့အချင်းချင်းသွေးတောက်ညီကိုများအဖြစ်သတ်မှတ်ကြောင်းညီကိုချင်းချင်းအသက်ချင်းထက်လို့တစ္ဆာဖောက်ကြောင်းဘယ်တော့မှပြုမှာမဟုတ်ကြောင်းတိုင်တယ်ပြီးတယောက်ငုံစီတောက်သုံးကြားလိုက်တယ်တောက်သုံးပြီးချိန်မှာတော့ဥပဒုကကဲညီလေးတို့ဒီကနေ့ကစပြီးမင်းတို့နှစ်ယောက်ကငါရဲ့သွေးတောက်ညီတွေဖြစ်ကုန်ပြီတာနော်မင်းကငါ့ကိုတတ်မှုလို့ခေါ်စရာမလိုတော့ဘူးအကိုကြီးလို့ပဲခေါ်ပါညီလေးမင်းကောင်ကတော့ကျုပ်ကလည်းဘာကြီးလို့မခေါ်တော့ဘူးအကိုကြီးလို့ပဲခေါ်ပါမယ်ဗျာမင်းကောင်ရဲ့တွက်လက်စွာခြေချလိုက်မှုကြောင့်ဥပဒုတာနောလို့ရဲလိုက်ကြတယ်မင်းကောင်ကလည်းလိုက်ပါရဲသွားတယ်သွေးတောက်ညီကို၃ယောက်တို့ရဲ့ရဲမောတန်ကညဦးရန်အချိန်စီတီလေးရဲ့ပတ်ဝန်းကျင်တစ်ခုလုံးပြန့်လွင့်သွားတာပေါ့အဲ့ဒီနောက်တော့ဥပဒုကကြောက်တိုင်ရွာအတွက်အစီအမံတွေကိုပြောပြပြီးသွေးတောက်ညီကို၃ယောက်ထဲမှတာနောကိုစီတီတော်စီမကြံရည်လို့မင်းကောင်နဲ့ဥပဒု၂ယောက်တည်းညာတွင်းချင်းကိုပဲထွက်ခဲ့ကြတယ်ညတကောင်ရံမှာတော့မင်းကောင်နဲ့ဥပဒုတို့ကြောက်တိုင်ရွာကိုရောက်ရှိခဲ့ကြတာရွာတဲ့အနားစီမှာမြင်းတွေကိုထားပြီးမင်းတွေလင်းချင်းနေတဲ့တိုက်နီတစ်ထက်အိမ်ကြီးစီကိုဦးတဲတို့လှမ်းသွားလိုက်ကြတယ်ကြောက်တိုင်ရွာရာထိပ်စီကချစ်တီမြင့်တင်ရဲ့နှစ်ထက်တိုက်အိမ်ကြီးစီမှာမီးရောင်တွေဖြာလဲနေတယ်ပိုင်ရှင်ဖြစ်ကချစ်တီဖြစ်ပြီးသူ့နာမည်အရင်ကအိန္ဒိယမှာတုန်းကဟူနာဘိုင်ဖြစ်ပေမဲ့ဗမာပြည်ကိုရောက်တော့ဗမာနာမည်အဖြစ်သူ့ကိုယ်သူမြင့်တင်လို့ခေါ်ထားကြတယ်ငွေချေးသူအဖြစ်ချစ်တီမြင့်တင်ကြောက်တိုင်မှာအခြေချလာတာက10 သူနှစ်တခုလောက်တော့ရှိပါပြီဒီကာလအတွင်းမှာချစ်တီမြင့်တင်ဟာရောက်ခါစားအင်အားမရှိခင်တမျိုးငွေအင်အားလူအင်အားရှိလာတော့တဖုံပြောင်းကအတိုးယူအမျက်ကြီးစားလို့တိန်းတာပြူတာတွေလှုပ်ဆောင်လာတယ်ဒီကအုပ်ချုပ်မှုစနစ်ရဲ့တားကောင်းတွေဖြစ်ကြရတဲ့ကြောက်တိုင်ရွာနေအခြေခံလူဒန်းစားတို့လယ်သမားတို့ဟာချစ်တီမြင့်တင်စီမှာငွေချေးမိကြပြီးပြန်ဆက်ဖို့အခက်အခဲဖြစ်တော့မြေသိန်းခံအိမ်သိန်းခံရှိတဲ့အရာတို့ကို
အသိန်းစီခံထားရတော့တယ်ဒီအချိန်မှာချစ်တီးမြင့်တင်ကပလေးဘက်ကိုလည်းအပိုင်ပေါင်းထားပြီးလက်မယို့လူမိုက်တို့ကိုလည်းတက်တက်မွေးထားလေတော့ဘယ်လိုလူကားမှကလန်ကဆန်မလုပ်ရဲကြဘူးအခုဆိုချစ်တီးမြင့်တင်ကရွာတာပိုင်းကမုတ်ဆိုးမကြီးဖြစ်တဲ့ဒေါ်ထွေးခင်ကယူဘီနေရချင်းမိတာကိုတစ်နှစ်အကြာမှအတိုးကြီးတဲ့ခေါင်းပုံဖြတ်ရင်ပစ္စည်းသိမ်းဖို့ကြိုးစားပါတယ်မုတ်ဆိုးမကြီးစီမှာသိမ်းစရာမရှိတော့ခင်မုတ်ဆိုးတဲ့တူတဲ့သောတမီးဖြစ်သူဟာမယားပြုဖို့တောင်းရမ်းလာတယ်လက်မခံရင်ဒေါ်ထွေးခင်ကိုတရားစွဲဆိုမယ်ပေါ့မိခင်ဖြစ်သူကိုအသက်ကြီးမှထောင်ထဲမဝေစေချင်တာခင်မုံကဒီကိစ္စကိုခေါင်းညိတ်လက်ခံလိုက်ရတယ်ခင်မုံကကိုစစ်ကိုပေါအလှကုန်ကလေးရှိပြီးအသက်အားဖြင့်လည်းသူရှိလာမှ16နှစ်ပြည့်ုံလောက်ရှိသေးတာပါဒီမတိုင်ခင်ချစ်တီးမြစ်တင်မှာကမယား4ယောက်ရှိတယ်အလုံးကအသက်30ကျော်တယ်ဗမာမတွေကြီးကိုပဲချစ်တီးမြစ်တင်ကယူထားတာအခု9ယောက်မြောက်မယားဖြစ်လာမဲ့ခင်မုံကြတော့အရှိက4ယောက်နဲ့မတူအပြိုသွေးစစ်စစ်ဖြစ်တဲ့အတွက်ငယ်ရွယ်နုနယ်လွန်းနေတော့ချစ်တီးမြစ်တင်တယောက်မနှက်ပြန်ကျင်းပပေးမဲ့မင်္ဂလာပွဲအတွက်ကိုချက်ပြုတ်ပြင်ဆင်နေကြတာပါညနေလာတော့အောက်မှာစီမံစရာရှိတာတွေကိုအပိသက်ပြီးချစ်တီးမြစ်တင်အိမ်ပေါ်သို့တက်ရင်ဘယ်မယားစီဝင်အေးရမလဲတွေးလာခဲ့လိုက်တယ်နောက်ဆုံးသူယူထားတဲ့တယောက်မယား4ယောက်တခန်းစီထားတာဆိုတော့သူဆန္ဒရှိတဲ့နောက်ဆုံးတယောက်ရဲ့အခန်းကိုချစ်တီးမြစ်တင်တကားခောက်လိုက်တယ်အထဲကတုတ်ပြန်မလာဘူးစိတ်မရှိတော့တကားကိုတိုးဖွင့်မိတယ်အထဲမှာဘယ်သူမှရှိမနေချစ်တီးမြစ်တင်စိတ်တို့မိသူတို့စိတ်လဲပြောင်းသွားတယ်အခြားကန်းစီကိုကူးသွားလိုက်တယ်ဒီအခန်းလည်းဘယ်သူမှရှိမနေပြန်ဘူးနောက်ထပ်အခန်းတွေဖွင့်ပြန်တော့လဲတယောက်မှရှိမနေတော့ချစ်တီးမြစ်တင်အံ့ဩရတယ်ဒီကောင်မတွေစိတ်ကောက်တာတော့မဖြစ်နိုင်ဘူးခင်မို့ကိစ္စကိုသူတို့သဘောတူတယ်လို့တောင်ပြောထားသေးတာတွေးရင်အခြေအနေတွေမူမမှန်ဘူးလို့ချစ်တီးမြစ်တင်ခံစားမိလာတယ်သူ့ခန်းစီကိုအပြေးသွားလိုက်ပြီးဗီဒီယိုတဲကတနက်ကိုထုတ်မယ်လို့တော့ရုတ်တရက်သူ့အနာဘာကဓမြောင်ကိုင်းအမြဲရောက်ဝတ်စုံနဲ့မျက်နှာဖုံးအမိဆွတ်ထားတဲ့လူတစ်ယောက်ထွက်ပေါ်လာတယ်ချစ်တီးမြစ်တင်ထိတ်လန့်တကြားလှည့်ကြည့်မိလိုက်ကမင်းဘသူလဲအမပြည်သူတွေကိုတောကားတွေဒီလောက်ပေးရင်ကျင်တဲ့ရောဘောကိုချစ်တီမင်းဘသူလဲလို့ငါမင်းနေတယ်လေကျုပ်ကစောရမင်းကောင်အများစီကငွေတချိုးနဲ့လယ်မြေစာရက်စာတန်းတချို့ကိုကျုပ်ခိုးထားလိုက်တယ်အခုကခမားကိုတခြားအတီးပေးခြင်းသာရှိလို့စောင့်နေတာခမားအသက်ကိုနှမျောတယ်ဆိုရင်မခင်မို့ကိုအကျွေးနဲ့မတရားသိမ်းယူဖို့ကြိုးစားနေတာကိုရပ်ပါလယ်မြေကိစ္စတွေလောဘကြီးနေတာကိုရပ်ပါခမားအခုလောက်ပိုင်ဆိုင်မှုနဲ့တင်းတိမ်ပြီးသူတစ်ပါးကိုတောကားတွေမပေးပါနဲ့တော့မင်းကဘာကောင်မို့လို့ငါ့ကိုအမိတ်ပေးနေတာလဲငါကဘာကိုကြောက်ရမှာလဲအောက်မှာငါလူတွေအများကြီးရှိတယ်နော်ချစ်တီးမြစ်တင်ကချိန်ချောက်တော့စောရမင်းကောင်ခက်တတာရေမောလိုက်တယ်ခမားကိုဘာကြောင့်အမိတ်ပေးနေတာလဲဆိုတော့ကျုပ်ကခမားကိုမတက်ချင်လို့ခမားလူတွေအများကြီးရှိတယ်ဆိုတာအထွတ်တော့ကျုပ်ကခမားလူတွေကိုဖျက်ဆီးပြီးဒီအပေါ်ကိုတော့ရောက်နေပြီနော်ကျုပ်ဘာလုံးနိုင်နေဆိုတာခမားကိုပြောပြဖို့ခမားလူတွေအကြားကနေပဲကျုပ်ဆင်းပြမယ်မင်းဘာလို့ကျင်တာလဲပြောပြီးပြီလေမတော်လောဘကြီးတွေဗမာပြည်သူတွေကိုတောကားတွေပေးနေတာကိုရပ်တန့်ဖို့ငါမလုံနိုင်ရင်ကောကွာငုတ်တုတ်လေးမြေကြီးတဲ့ရောက်မယ်ကလားလို့တကြိုတာကိုမင်းကောင်ကြီးရပြီးပြောလိုက်တာပါကဲပါကျုပ်တတိပေးစရာရှိတာပေးပြီးပြီခမားလေးကိုအော်လိုက်တော့ရတင်းပေါက်ကနေတကိုးတစ်ကောင်ဆင်းလာမယ်မိအောင်ဖမ်းကြလို့မင်းကောင်ပြောတဲ့အတိုင်းချစ်တီးမြစ်တင်ထအော်ပါတယ်ဒီရောတန်ကြောင့်အိမ်အောက်ကသူ့တပည့်တွေဒုက္ကိုင်သူဓာကိုင်သူတွေရောရက်ခတ်လာတယ်မင်းကောင်ကအောက်ကိုတစ်ချက်ကဲကြည့်လိုက်တယ်လူစုံတက်စုံပဲကဲကိုချစ်တီးကျုပ်သွားမယ်ခမားစီကခမားဘဝမပြတ်နိုင်လောက်မဲ့ငွေပမာဏတချို့နဲ့စာရဲစာတန်းတချို့ကိုကျုပ်ခိုးယူသွားတယ်အဲ့ဒီအထက်ကငွေတွေကမခင်မော်တို့တာမီအတွက်ယူသွားတာနော်ကျေးဇူးပဲသွားပြီမင်းကောင်ကပြောပြောဆိုဆိုပဲပဒင်းပေါက်စီကနေအင်းရှိလူအကြားစီကိုခုန်ထွက်သွားတယ်မင်းကောင်အပေါ်ကခုန်ထွက်လာတာနဲ့အောက်စီကချစ်တီးမြစ်တင်ရဲ့တပည့်တွေဒုတ်သားတွေနဲ့စီးကြိုပြီးရိုက်ကြဖို့ပြင်တယ်ဒါပေမဲ့
မင်းကောင်ကတဝက်မှတင်လှပစာနဲ့ပဲကြောင်လိန်လှိမ့်ကလူအုံးနဲ့အစုံဘက်တို့ကြတော့အကုန်လုံးရုတ်တရက်ကြောက်အန်းကြကုန်ကြတယ်ပြီးမှအတင်းလိုက်တော့မမီတော့ဘူးမင်းကောင်ကသူတို့မရောက်ခင်လှက်ခနဲနေအောင်ထပြေးပြီးအိမ်နဲ့မလန်းမကန်းနဘေးတင်ကုတ်ရဲ့အပေါ်စီကိုလွှားကနေခုန်တက်တယ်ဟဲ့ကချီတီကျုံနာမည်စောရမင်းကောင်တော့မှတ်ထားအောင်အဲ့လိုအော်ပြီးနှုတ်ဆက်သွားပြီးအတန်ကောလူပါအားလုံးရဲ့မျက်စိချင်းမှာဖြတ်ခနဲပျောက်ကွယ်သွားပါတော့တယ်ဇော်ရမင်းခေါင်နဲ့ကြောက်တိုင်ရွာကချစ်တီးမြစ်တင်လို့ဆိုတဲ့ဇလန်းလေးကတော့ဒီမှာပြီးဆုံးသွားခဲ့ပါပြီခင်ဗျာဇလန်းလေးကိုအစာဆုံးနားဆင်ခန်းစားပေးကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုဒုပင်ကျေးဇူးတင်ရှိပါတယ်အားလုံးပဲကိုယ်စိတ်နှပြကျမ်းမာချမ်းသာကြပါစေခင်ဗျာ